နင်းဖြူလေးနှင့်လူပုလေးခုနှစ်ဖော်ဟိုရှေးတုန်းကတိုင်းပြည်တစ်ခုမှာမိဖုရားကြီးတစ်ပါးရှိခဲ့ဘူးတဲ့အဲ့ဒီမိဖုရားကြီးဟာနှင်းပွင့်လေးတွေလိုဖြူပွေးတဲ့အသားရည်သွေးဆက်လေးလိုညီရဲတဲ့နှုတ်ခမ်းနဲ့တစ်သားလိုနတ်မှောင်တဲ့စံကေတာပိုင်ရှင်သမီးမင်းကလေးတစ်ယောက်ကိုအယမ်းလိုချင်ခဲ့တဲ့ဆူတောင်းပြေးဝတဲ့အနေနဲ့နှင်းဖြူလို့ခေါ်တဲ့သမီးတော်လေးကိုဖွားမြင်ခဲ့ပေမဲ့ကံမကောင်းစွာနဲ့ပဲမိဖုရားကြီးဟာကွယ်လွန်သွားခဲ့ပါတယ်။ဘုရင်ကြီးဟာတိတ်မကြခင်မှာပဲမိဖုရားအစ်စ်တစ်ပါးနဲ့လက်ထပ်ခဲ့ပါတယ်။ဒီမိဖုရားအစ်စ်ကအယမ်းလှပေမဲ့စိတ်ထားကတော့အင်မတန်ရက်ဆက်ကြမ်းကြုတ်သူပေါ့။ဒီနေ့မှာတော့သူ့ရဲ့မှော်မှန်ကြီးကနှင်းဖြူလေးဟာမိဖုရားထက်ပိုလှနေပြီလို့ဖော်ပြလိုက်တဲ့အခါမနာလိုဝင်တိုစိတ်တွေတောက်လောင်လာတော့တာပေါ့။ဒါနဲ့မိုးဆိုးတယောက်ကိုခေါ်ပြီးနှင်းဖြူလေးကိုတက်ပစ်ဖို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့မိုးဆိုးဟာနှင်းဖြူလေးရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုမြင်တော့မတက်ရက်ပဲတောထဲကိုထွက်ပြေးခိုင်းလိုက်ပါတယ်။နှင်းဖြူလေးကများကြောက်လန့်တကြားပြေးရင်းလွှားရင်းနဲ့နောက်ဆုံးမှာတစ်တောနက်ထဲကအိမ်ကလေးတစ်လုံးကိုတွေ့သွားတယ်။အဲ့ဒီအိမ်လေးကတော့လူဘူးလေး9ယောက်ပိုင်တဲ့အိမ်လေးဖြစ်ပြီးသူတို့ကနှင်းဖြူလေးကိုတနာတာနဲ့ခေါ်ထားပြီးစောင့်ရှောက်ထားကြတဲ့ရက်ဆက်တဲ့မိဖုရားကြီးကနှင်းဖြူလေးမတည်သေးဘူးဆိုတာသိလိုက်ရတဲ့အခါကုန်းတဲ့အသွင်ဆောင်ပြီးတောထဲကိုလိုက်လာပြန်တဲ့နှင်းဖြူလေးကိုကိုကျက်အင်ဂျီနဲ့ဆွဲကြည့်ပြီးတက်ဖို့စူးစမ်းလိုက်အစိတ်တုပ်ထားတဲ့ဘီးနဲ့ခေါင်းပြီးပေးပြီးတက်ဖို့စူးစမ်းလိုက်လုပ်ပေမဲ့လူဘူးလေးတွေကအချိန်မီပြန်ကဲတင်နိုင်ခဲ့တယ်။နောက်ဆုံးအချိန်မှာတော့မိဖုရားကြီးကအစိတ်တုပ်ထားတဲ့ပန်းသီးတစ်လုံးကိုဖန်တီးပြီးကျွေးလိုက်တဲ့အခါနှင်းဖြူလေးကိုက်မိပြီးမင်းမျောအိပ်ပျော်သွားပါတော့တယ်။လူပုလေးတွေလည်းဘလို့မှကူမရတော့တာနဲ့နှင်းဖြူလေးကိုဖန်ကောင်းတလားထဲထည့်ပြီးဝမ်းနေပက်လက်ဆောက်ရှောက်ထားကြရတာပေါ့။တနေ့ကျတော့တိုင်းတစ်ပါးကမင်းသားလေးတစ်ပါးရောက်လာပြီးဖန်ကောင်းထဲကနှင်းဖြူလေးကိုမြင်ချင်းမေတ္တာသက်ဝင်သွားတဲ့မင်းသားလေးကအလောင်းကိုတဲဆောင်သွားတဲ့အချိန်မှာမတော်တဆလှုပ်ခါမိပြီးနှင်းဖြူလေးလဲချောင်းထဲကပန်းသီးစပြုတ်ကျသွားကချက်ချင်းပြန်လဲအသက်ရှင်လာပါတော့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ဦးလက်ထပ်ထိမ်းများကြတယ်။မင်္ဂလာပွဲကိုရောက်လာပြီးဒုက္ခပေးဖို့စ조사တဲ့ဆုံးမကြီးကိုတော့အပြစ်ပေးတဲ့အနေနဲ့ပူကျစ်နေတဲ့တန်ဖက်နှက်ကိုစီးခိုင်းလိုက်ရာကနေသူ့ရဲ့စွမ်းအားတွေဆုံးရှုံးသွားရတဲ့နှင်းဖြူမယ်လေးကတော့မင်းသားလေးရဲ့သူ့ကိုကူညီခဲ့တဲ့လူပုလေးတွေရဲ့နဲ့အတူပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။